အားလုံးပဲမင်္ဂလာပါရှင်ချမ်းကဒီတစ်ခေါက်တော့2026နှစ်ဦးမှာပဇွန်ကြာစံကျော်လေးတိုက်ကြီးချမ်းမှာသွားပြီးတော့လှူဖြစ်တဲ့အလှူလေးကိုချမ်းရဲ့အတန်လေးနဲ့ပဲဘလော်လေးလုပ်ပါတယ်ဒါကတော့ချမ်းတို့ရဲ့ခြံထဲကသခွားသီးလေးတွေခူးထားတာပါဒါကတော့ကြာစံကျော်ဖို့အတွက်ကိုအားလုံးအောင်ပြင်ဆင်ထားတာပါကြာစံကတော့နှစ်ပိတ်တာပဲကျော်ပါတယ်ဒါပေမဲ့နှစ်ပိတ်တာပဲမဲ့လည်းတော်တော်တော့ရပါတယ်လက်ရတော့ချမ်းရောက်ခမနဲ့ချမ်းရဲ့ဒီရောင်းမရဲ့လက်ရလေးပါဒါကတော့အမေတို့ရဲ့ကြာစံကြော်ပုံကြော်နည်းလေးပေါ့နော်သူတို့ကပထမဆုံးကြက်သွန်အဖြူရဲ့ကြက်သွန်အနီရဲ့ကိုနွမ်းမဟုတ်လေးနဲ့စီရင်တက်ပြီးတော့စီချက်လေးလုပ်ပါတယ်စီချက်တွေကြက်သွားပြီဆိုရင်တော့သူတို့စကားလေးနဲ့ပဲအကုန်လုံးစစ်ထားပါတယ်ပြီးတော့အဲ့ဒီခုနကစီချက်တက်ထားတဲ့စီကိုပေါ့နော်ဒီသူတို့အချိုမုတ်ရဲ့စားလေးရဲ့ပြီးတော့ပဲငန့်ပြားရဲ့အနောက်လေးရဲ့ထည့်ပါတယ်ပဇွန်လေးလည်းထည့်ပါတယ်ပဇွန်လေးတွေနည်းနည်းလေးကျသွားပြီဆိုရင်တော့ဒီလှီးထားတဲ့ဂေါ်ဘီရဲ့ဥနီရဲ့ကိုထည့်ပါတယ်အဲ့ဒါပြီးတော့သူတို့တွေနည်းနည်းနွမ်းလာပြီဆိုရင်တော့ရေနွေးလေးနည်းနည်းထည့်ပါတယ်ဒါကတော့ချမ်းတို့ရဲ့ခြံဆောင်ပေါ့နော်သူတို့လင်မယားမောင်လေးညီမလေးတွေသူတို့ပါကူပေးတာပါဒီဘက်ကကျတော့လဲချမ်းအမိရဲ့ဒီမိတ်ဆွေတငယ်ချင်းတွေရောပေါ့နော်ပြီးတော့မှကြာစံလေးထည့်ပြီးတော့နှံ့အောင်လို့မှွေပါတယ်ရေလဲနည်းနည်းခမ်းသွားပြီးကြာစံနေလဲကျက်သွားပြီဆိုရင်တော့အိုးရရနေချပြီးတော့မှခုနကကြော်ထားတဲ့ကြက်သွန်ဖြူကြက်သွန်နီကိုဖြူလိုက်ကြာစံနဲ့ပေါ့နော်နယ်လိုက်ပါတယ်ရှင်ပြီးရင်ကြာစံကြော်တဲ့ကိုထည့်ဖို့အတွက်ကြက်ဥလေးကိုကြော်ပါတယ်ချမ်းတို့တွေနည်းနည်းမှားသွားတာပေါ့နော်ကြက်ဥကိုဒီဒဲကိုအပြန့်လေးနဲ့မကြော်ဘဲနဲ့ဒီဒဲဝင်းနဲ့ပဲကြော်တယ်ဒါမှမဟုတ်ကြက်ဥကညှက်တဲ့အခါမှာတိတ်ပြီးတော့အဆင်မပြေဖြစ်သွားပါတယ်ဒါကတော့အချင်လေးတွေပေါ့နော်အချင်ကတော့တခွားသီးရဲ့ကြက်သွန်နီးရဲ့နန်းနန်းပင်ရဲ့ပေါ့နော်ဒါနန်းနန်းပင်လေးလည်းဒီဘေးကနေတော့ပုံထားတာပေါ့နော်မစားလို့ရှင်လည်းဖယ်လို့ရအောင်ဆိုပြီးတော့နောက်ကြတော့ဒီအချင်အားကြတော့သူတို့ကိုယ်တိုင်ဆက်ထားတဲ့အချင်လေးတွေပါကြာစံထဲတဲ့အချိန်ကျတော့ဒီကြာစံလေးတွေကိုထည့်ပြီးတော့မှအပေါ်ကနေကြက်ဥကြော်လေးတွေကြက်သွန်နီလေးတွေပြန်ပြီးတော့ဖြူပါတယ်ကြက်သွန်ကြောလေးဖြူတာပေါ့နော်ဒီနယ်ဘက်တွေကတော့သူကအရန်ကိုစားနိုင်တယ်ဆိုတော့ချမ်းတို့ကလည်းတစ်ခါထိန်အမောက်ကြီးတွေပဲထည့်ပေးပါတယ်လူများတဲ့အိမ်တွေကြတော့လဲပေါ့နော်2ဘူး3ဘူးအဲ့လိုမျိုးပေးလိုက်ပါတယ်တော်တော်တော့ဝေလိုက်ရပါတယ်ချမ်းတို့ကြာစံ2ပိတ်တာအကုန်ပါပဲရှင်ချမ်းဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတာကျေးဇူးတင်ပါတယ်ရှင်